ကျွန်တော်တို့ roadmap ကိုရွေးပြီးဆိုတာနဲ့ကျွန်တော်ဒီ step လေးမှာပေါ့နော်ကျွန်တော်ခုပြထားတဲ့4ခွန်ခွန်1539ညဆိုတဲ့ code လေးကိုရိုက်ထည့်လိုက်ပါရိုက်ထည့်ပြီးလို့ရှိရင်ကျွန်တော်အခုဒီတော့ရောက်လို့ရှိရင်မ short လေးကိုသွားမယ်သွားပြီးလို့ရှိရင် brother တို့ training နဲ့ gun လေးတွေကိုတစ်ချက်ဝယ်လိုက်မှာပေါ့ဝယ်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ training လေးကိုတစ်ချက်စလိုက်ကြအောင်ဗျပထမဆုံးလည်းကျွန်တော်အခုပေါ့နော် phone နဲ့ကျွန်တော် phone record တက်ပြီးတော့ဒီ share တူရုပ်လေးတွေကိုကျွန်တော်ဒီခုလိုမျိုးထားမယ်ပြင်မယ်ပြန်ထိုင်မယ်ထားမယ်ပြင်မယ်ပြန်ထိုင်မယ်ဆိုပြီးတော့ train လုပ်ရပါတယ်ဂိမ်းနံပါတ်1အနေနဲ့တော့ကျွန်တော်ဒီရှိမှရှိဘောလုံးလေးပေါ့နော်အားလေးကိုထားပြီးတော့ spray မယ်ခုနကလေးပဲကျွန်တော်ဘောလုံးရဲ့ကျွန်တော် side game တူကျွန်တော်ပေါ်နေမြင်ရှိဆိုကျွန်တော်တို့ပြည့်အားပို့ပြီးတော့ recording နေမြင်လို့ control aim လို့ကောင်းလို့တခါ frame meter လေးဖြစ်တယ်ဗျအခုဆိုရှင် brother မင်းနေတိုင်းပဲကျွန်တော်ပြည့်နေပုံစံတိုင်းပေါ့နော်အမြန်နဲ့ train ကြမလို့ကိုယ့်ကိုအစားလို့ရှင် easy လေးပဲပါပါလေးပဲပေါ့နော်အဲ့လိုဖြည်းဖြည်းချင်းထားမယ်ပြင်မယ်ပြင်ပြန်ထိုင်တတိယမြောက်အနေနဲ့ကတော့အခုကျွန်တော်ပြရဲ၄ရောင်းချက်လေးပေါ့နော်အကောင်လေးရဲ့ပဲညာလေးရိမ့်မယ်အဲ့လိုမျိုးလေးရိမ့်တဲ့ဟာလေးကိုလိုက်ပြီးတော့ spray မယ်ပေါ့ဒါကကြောင့်ကျွန်တော်ကားမောင်းနေချိန်မှာပစ်လိုက်ပြီးတော့ spray ရဟာနဲ့တူပဲပေါ့နော်ကားဖြည်းဖြည်းလေးမောင်းတာလားမြန်မြန်မောင်းတာလားအဲ့ပေါ်မှာကိုရူကန်ကိုထိန်းနိုင်လားမထိန်းနိုင်လားပေါ်လဲမူတည်ရပါတော့အဲ့ဒါကိုလိုက်ပြီး spray တာလေးကိုပြပေးရပါဗျโอเคကျွန်တော်နံပါတ်4အနေနဲ့လို့ပေါ့နော်ကားလေးတွေကိုလိုက်ပြီးဖြစ်မယ်ကျွန်တော်ကားရှိမှန်လေးတွေကိုပဲပြစ်ပြီး train နေပါဘာလို့လဲဆိုတော့ enemy ကြလေလို့ကားမှန်ထဲမှာရှိရပြကျွန်တော်ကားမှန်ပေါက် brain ပေါက်လေးပေါ့အဲ့ brain ပေါက်လေးတွေကိုလိုက်ပြီးတော့ဖြစ်ပြီးတော့ train ရတာပို့ပြီးတော့ကျွန်တော်ကြိုက်တယ်ပေါ့နံပါတ်5အနေနဲ့ကျွန်တော်ဒီမှာရှိမှာပါကာလာချက်လေးပြီးနေခုနကတော့ ဖြူချက်တင်နေတူတူပဲဒီကောင်လေးကြပါအောင်ဆိုတော့နည်းနည်းလေးပို့ပြီးတော့ speed မြန်တာနဲ့ကျွန်တော်ဖြည်းဖြည်းသွားနေပေါ့နော်ကားမောင်းနေတဲ့အချိန်မှာလိုက်ပြီးကျွန်တော် spray ရတဲ့ဟာကိုပဲပြောချင်တာဒီကတော့ကျွန်တော်အင်းကြီးကောင်းအောင်လို့ကိုအိုက်ကိုအင်းရဘလို့တော့ကားဘေးရဲ့ speed ဘယ်လောက်နဲ့မောင်းလို့ရှိရင်ကိုဘယ်လောက်ထိလိုက်ပြီးပြစ်လို့ရှိရင်ပို့ပြီး require ငိန်တော့ enemy ကိုထိတော့ဆွဲဟာကိုကျွန်တော်ပို့ပြီးပြနေတာပေါ့နော်ဒါတော့လည်း train ပေးပါဒါလေးတွေပုံမှန် train ပေးတာ brother တို့တကယ်ကိုအကျိုးရှိပါတယ်နံပါတ်6အနေနဲ့ပေါ့နော်ကျွန်တော်အခုပြလာတယ်လို့ပဲ sniper သမားတွေ train လုပ်ရရဲ့ရှိမှနေနေကျွန်တော် target လေးတွေကိုခေါင်းလေးတွေအိမ်မယ် spray ရပါတော့ကျွန်တော်ရှေ့ enemy ရှိလို့ရှိရင်ကိုယ့် vision လေးလည်းမပြသေးဘူးထားမယ်ခေါင်းလေးကိုတိတ်ဆိုပြီးပြပြန်ထိုင်မယ်အဲ့လိုမျိုးလေး spray ရတာပေါ့နော်ဒီနံပါတ်9အနေနဲ့ကတော့ကျွန်တော်ဒီပြေးနေကားလေးပေါ်တက်လိုက်မယ်တက်လို့ရှိရင်ဒါကျွန်တော်တို့ကကားမောင်းနေပေါ်မှာဆိုတဲ့ထားဖြစ်သွားပြီပေါ့နော်အနောက်ကနေလိုက်စီးနေကားတွေဘက်ကနေပြီး enemy တွေပြစ်မယ်ရက်နေ enemy တွေအဲ့လိုမျိုးလှမ်းပြီးပြစ်မယ်ပေါ့ဗျာအဲ့ဒီနေရာမှာကျွန်တော် control လောက်ထိန်းနိုင်လဲဆိုတော့ trainer ဖြစ်ပါတယ်အဲ့လိုလေးပုံမှန်လေး train ပြပါအခုကျွန်တော်ဆိုလို့ရှိရင်ပြစ်ပြနေရပါတော့အဲ့လိုမျိုးလေး target လေးတွေပြစ်ပြီးတော့ train နေအရှိမှရှိနေတဲ့ကားလေးတွေလည်းအဲ့လိုမျိုးလေးပြစ်ပြီးတော့ train ပေါ့ဒါကြောင့်ကားနှစ်စီးမောင်းနေတဲ့အချိန်မှာကိုဟိုဘက်က enemy ကိုဘယ်လိုပြစ်ချမလဲဆိုတဲ့အရာလေးကို train တာပေါ့သူတို့ကလည်း speed နဲ့သွားတယ်ကိုကလည်း speed နဲ့ပဲအဲ့ဒါကိုကိုကအိမ်ကောင်းကောင်းနဲ့ဘယ်လို recoil ထိန်းရမလဲဆိုတော့ train တာဖြစ်ပါတယ်နံပါတ်8အနေနဲ့ကတော့ဗောနော်ကျွန်တော်အခုဒီမှာရှိရကျွန်တော်ဆိုလို့ရှိရင်မီတာ40မှာရှိရ enemy ကိုဘယ်လို grenade ထုတ်ရမလဲဆိုတော့ပြရပြgrenade ထုတ်ရနေရာမှာရှိရပဲကျွန်တော်ဒီမှာဗောနော် second လေးပါအဲ့ဒါမှကျွန်တော်ဘယ်နှ second မှာကျွန်တော် grenade ထုတ်လို့ရှိရင် enemy ကို quality သွားပြီးထိမလဲဆိုရရအောင်ဗောနော်ပြချင်တာဖြစ်ပါတယ်โอเคကျွန်တော်ပြန်ထုတ်ပြမယ်ကျွန်တော်40မီတာ40မှာရှိရ enemy ကိုကျွန်တော်3 second လောက်မှာ grenade ကိုလွှတ်လိုက်တယ်ချက်ကြည့်မယ်โอเคအဲဆိုလို့ရှိရင်ကျွန်တော်ဗောနော်မီတာ40တွင် enemy ကိုကျွန်တော် grenade 3 second ကျန်တာနဲ့ grenade ကိုလွှတ်ပြီးတော့တခါလေး knock out လုပ်နိုင်တယ်ဗျာကျွန်တော်ဒီမှာဗောနော်ဒါကတော့ကျွန်တော်မီတာ30တနေ့ဗျမီတာ30ကိုတော့ကျွန်တော်ကထောက်လို့မပြတော့ဗောနော်မီတာ30 enemy ကိုကျွန်တော်2 second ကျန်လို့ရှိရင်ကျွန်တော်ထုလို့ရပါတယ်မီတာ30ပတ်ချလေးဆိုလို့ရှိရင်ကျွန်တော်2 second လောက်ဆို grenade ကိုလွှတ်ပြီးတော့ဘုံလုံးဝ knock out လုပ်နိုင်ပါတယ် grenade ကိုဗောနော်ချက်ပြန်ပြမယ်2 second ဆိုလို့ပြီး40ပဲเนาะ brother ဒါဆိုရင်40မီတာလောက်ရှိရ40မီတာလောက်ရှိရအားကြောင့်ကျွန်တော်3 second ဆိုရင် grenade ကိုလွှတ်လိုက်မယ် okay အဲဆိုလို့ရှိရင် brother အားလုံးလည်းစင်ပြကြပါစေ train ကြည့်ပါကျွန်တော်နံပါတ်9အနေနဲ့ပေါ့เนาะဒီကျွန်တော်ကာဝါနောက်ကနေပြီးတော့ target လေးတွေကိုလှမ်းပြီးတော့ spray မယ်ပေါ့เนาะကျွန်တော်ပြမယ်ပြီးခဲ့ fire လေးနဲ့ပဲကျွန်တော်တို့ကောင်းကြီးပဲလိုက်ပစ်စရာမလိုဘူးပေါ့နော်ဘာလို့အားတန်အောင် train လို့ရတယ်ကိုအင်းလေးကောင်းကိုပဲကျွန်တော်ကိုစကုပ်ဖွင့်လိုက်ပြီးဆိုတော့ねကျွန်
ကျွန်တော်စကုတ်ရဲ့marking လေးရပါတော့ဒီ enemy ရဲ့အပေါ်မှာရောက်နေဖို့ရေးကြည့်ရပါအဲ့ဒါကို aim train တယ်လို့ခေါ်ရတယ် ကဲနောက်ဆုံးအနေနဲ့ပေါ့နော်ကျွန်တော်ဒီမှာ cover နောက်ကလေးပဲခုနအတိုင်းပဲ picket fire လေးနဲ့ကျွန်တော်နီးလူလေးတွေပြစ်မယ်ပေါ့နော်ပြစ်မယ်ပြန်ပြီးဝင်မယ်ကျွန်တော် picket fire လေးနဲ့ခေါင်းလေးစောင်းပြပြစ်မယ်ပြန်ဝင်မယ်ပေါ့နော်အဲ့လိုမျိုးလေး train ပြရပါမယ်အဲဒီမှာပေါ့နော်ချက် SC ကျွန်တော် line ပြ spree မယ် okay အဲဒီမှာထပ်ပြီးပြပြမယ် okay ပါ brother လည်းအဲ့လိုလေး train ပြပါပေါ့နော်တနေ့ကိုအဲ့လိုပုံမှန်လေးပေါ့ training ground လေးပေါ့မဆော့ရင်ပွဲမဆော့ရင်မှာ training ground လေးဝင်ပေးတင်ပါတယ်ပဲเนาะကျွန်တော်တို့ဒါလေးကကျွန်တော်ပုံမှန် train ကြလေးပဲကျွန်တော် scope လေးညံအောင်လို့ကျွန်တော် aim လေးပါเนาะ scope ကတော့ပြန်မချိန်ပါဘူးကျွန်တော်ချိန်ပြီးသားဟာလေးပဲကျွန်တော် control လေးနဲ့ကို7 degree နဲ့ကျွန်တော်နဲ့အသားကျအောင်လို့ကျွန်တော် train ပြရပါเนาะကိုလိုမျိုးခေါင်းလေးကြီးပဲလိုက်ပစ်စရာမလိုဘူး brother body shot ကြိုက်တယ်ဆိုလို့ရ body shot ပြလို့ရရဲဘာမှမဖြစ်ဘူးခေါင်းပြင်းတော့အကောင်းဆုံးပါเนาะကျွန်တော်ဆိုထားလို့ပဲ3စာလေးနဲ့ train ပြရပုံမှန်ပေါ့เนาะကျွန်တော်ကတော့အမြဲ train နေဒီပေါ့ကျွန်တော်ပေါ်လာရေးပေါ့နော်မီတွန်လို့စီးနေတုံနဲ့မဆော့ခင်မှာကျွန်တော်တို့အဲ့လို train တွေတခါကျရင်တို့မရှိလို့ရှင်တော့ကျွန်တော်တို့အဲ့လိုဒီ warm up တွေဒီ training ထဲမှာပဲ alpha train ပြပဲနော်ဒါတော့ဗောနော်ကျွန်တော်ရဲ့ strategy တွေပါလိုချင်လို့ရှိရင်ကောင်းမှာကုတ်လဲချပေးရပါမယ်ဒါပေမဲ့ကျွန်တော်တို့ဘာသာတို့ကိုယူသုံးဖို့တော့ကောင်းမပေးဘူးပေါ့နော်ဘာလို့လဲဆိုတော့ control ချတာချင်းလည်းမတူဘူးနောက်ပြီးတော့ brother တို့ဖုန်းပေါ့နော်ဖုန်းနဲ့ကွာရဲအဲ့လိုမျိုးပေါ့ကျွန်တော်တို့လက်နေဟန်ထားရတဲ့ကွာရဲအတွက် brother ကိုအဆင်ပြေညီမလည်းပြေပါပါကောင်းဆုံးချိန်မှာနောက်ပြီးတော့မှကျွန်တော်ပေါ့နော် strategy ချိန်ကြီးလေးတင်ပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်ဗျကျွန်တော်တို့ Loki ပါ